ကိုနိုင်ဟာရှေးဟောင်းသုတေသနပညာရှင်တယောက်ဖြစ်ပြီးပကံမျိုးဟောင်းကနန်းတော်ရာဟောင်းတွေအကြောင်းကိုစူးစမ်းလေ့လာနေသူပါ။ဒီနေ့မှာသူဟာသမိုင်းမှတ်တမ်းတွေထဲမှာမပါဝင်ဘဲခြံလက်ထားခြင်းခံရတဲ့နန်းဆောင်ပြက်တစ်ခုအကြောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်။အဲ့ဒီနန်းဆောင်ကအေယာဝတီမြစ်ကမ်းဘေးကခြုံနယ်ပိတ်ပေါင်းတွေကြားမှာတကိုယ်တည်းအထီးကျန်စွာရှိနေတာပါ။ဒေသခံတွေကတော့အဲ့ဒီနေရာကိုတရေနန်းတော်လို့ခေါ်ကြပြီးညဘက်ဆိုရင်ဘယ်သူမှမသွားရဲကြဘူး။ကိုနိုင်ကတော့ပညာရှင်ပြီးဒါတွေကိုမယုံကြည်ပဲအဲ့ဒီနေရာမှာစခန်းချပြီးလေ့လာဖို့ဆုံးဖြတ်လိုက်တယ်။ဒီနေရာမှာတခုခုတော့ရှိရမယ်။သမိုင်းကဘာလို့ဒီနန်းဆောင်ကိုဖျောက်ဖျက်ထားတာလဲဆိုတာကိုသူသိချင်နေခဲ့တယ်။စခန်းချတဲ့ပထမဆုံးညမှာပဲကိုနိုင်ဟာထူးဆန်းတဲ့အတွေ့အကြုံကိုစတင်ကြုံတွေ့ရပါတယ်။နန်းဆောင်ပြည့်ရဲ့နေရန်တစ်ခုမှာဖုံတွေကိုတန်ရှင်းရေးလုပ်လိုက်တဲ့အခါအလွန်လှပတဲ့မိဖုရားတစ်ပါးရဲ့ပုံတူဆေးရေးပကြီးကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမိဖုရားရဲ့မျက်လုံးနေရာမှာသွေးရောင်တွေစီးကျနေသလိုမျိုးအနီရောင်ဆေးတွေပေးကျန်နေတာပါပဲ။ညနေတနာရီလောက်မှာတော့နန်းဆောင်ထဲကနေကြွီနဲ့တကားဖွင့်တန်တွေကြားရပြီးအမျိုးသမီးတစ်ယောက်ရဲ့ရှိုက်ကြီးတင်ငင်ငိုတန်ကနန်းဆောင်တစ်ခုလုံးပဲ့တင်ထက်လာတယ်။ကိုနိုင်ကဓမီနဲ့လိုက်ကြည့်ပေမဲ့ဘယ်သူမှမရှိဘူး။ဒါပေမဲ့ကျမ်းပြင်ပေါ်မှာတော့လက်ဆက်နန်းသာဖြူနန်းတွေနဲ့အတူခြေရာသေးလေးတွေကနေရန်ထဲကိုတိုးဝင်သွားတာကိုတွေးလိုက်ရတယ်။ကိုနိုင်ဟာအိမ်မက်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်ကပကံခေတ်ကိုပြန်ရောက်သွားသလိုခံစားလိုက်ရတယ်။အဲ့ဒီနန်းဆောင်ဟာအခုလိုပျက်စီးမနေပဲရွှေရောင်တဝင်းဝင်းနဲ့တောက်ပနေတယ်။အဲ့ဒီမှာသူဟာစောကပကြီးထဲကမိဖုရားကိုတွေးလိုက်ရတယ်။သူမရဲ့အမိကမိဖုရားစောတဲ့သူမဟာဘရင်ကြီးရဲ့အချစ်ဆုံးမိဖုရားဖြစ်ပေမဲ့တခြားမနာလိုတဲ့မိဖုရားတွေရဲ့လောက်ကျန်မှုကြောင့်စုံငေါဝေအတက်ကိုလေးလာရဲဆိုတဲ့ဆွဆွဲချက်နဲ့ဒီနန်းဆောင်ထဲမှာတင်အဆောင်ငက်ခံပြီးအကျဉ်းချထားခြင်းခံခဲ့ရတာပါ။သူမအသေးဆုံးခါနီးမှာငါ့ကိုမတရားလုပ်တဲ့သူတွေအကုန်ပျက်စီးပါစေငါရဲ့နာကျင်မှုကိုသိအောင်ဒီနန်းဆောင်မှာငါထာဝရရှိနေမယ်လို့ကျိန်စာတိုက်ခဲ့တယ်။အဲဒီနောက်မှာတော့သူမဟာဒီနန်းဆောင်ထဲမှာတင်ရဲဆက်ကွယ်လွန်သွားခဲ့ရပါတယ်။ကိုနိုင်နိုးလာတဲ့အခါသူ့ရဲ့ဘေးနားမှာအဖိုးတန်နဲ့ပယင်းလက်ကောက်တစ်ခုကျနေတာကိုတွေ့လိုက်ရတယ်။ဒါဟာအိမ်မက်ထဲကမိဖုရားဝတ်ထားတဲ့လက်ကောက်ပဲ။ကိုနိုင်ကအဲ့ဒီလက်ကောက်ကိုကင်လိုက်တဲ့ခဏမှာပဲသူ့ရဲ့နားထဲမှာငါ့ကိုကယ်ပါငါ့ကိုဒီနေရာကလွတ်အောင်လုပ်ပေးပါဆိုတဲ့အော်ဟစ်တန်တွေကိုကြားလိုက်ရတယ်။ရုတ်တရက်ဆိုသလိုနန်းဆောင်တွေကအုတ်ခဲတွေကသူ့အလိုလိုပြုတ်ကျလာပြီးကိုနိုင်ကိုဝိုင်းပိတ်ဖို့ကြိုးစားတယ်။လေထုထဲမှာလည်းအနက်ရောင်အရိပ်တွေကလှည့်ပတ်နေပြီးမိဖုရားရဲ့ရုပ်သွင်းကပုတ်တိုးနေတဲ့ပုံစံနဲ့ကိုနိုင်ရဲ့ရှေ့မှာပေါ်လာပါတော့တယ်။မင်းလဲငါနဲ့အတူဒီမှာထာဝရနေရမယ်လို့သူမကဟိန်းဟောက်လိုက်တယ်။ကိုနိုင်ဟာအမြန်ဆုံးဖြတ်ချက်ချလိုက်ပြီးသူ့လက်ထဲကလက်ကောက်ကိုအိတ်ထဲထည့်ကနန်းဆောင်ထဲကနေအသေးအတန်ပြေးထွက်ခဲ့တယ်။သူဟာအေယာဝတီမြစ်ကမ်းဘေးကိုရောက်တဲ့အထိမရက်ပဲပြေးခဲ့တယ်။မနက်လင်းတဲ့အခါသူဟာနီးစပ်ရာဘုန်းကြီးကျောင်းကိုသွားပြီးဆရာတော်ကိုအကျိုးကြောင်းလျှောက်ထားခဲ့တယ်။ဆရာတော်ကဒါဟာမကျွတ်မလွတ်သေးတဲ့ဝိညာဉ်ရဲ့အာဃာတပဲသူဟာသူ့ရဲ့နာကျင်မှုကိုတစုံတစ်ယောက်ကသိပေးဖို့မျှော်လင့်နေတာလို့မိန့်ကြားခဲ့တယ်။ကိုနိုင်ဟာမိဖုရားအတွက်ယေရှုပြီးစွန့်ကြွေးအမျှအတန်းဝေတာတွေလုပ်ပေးခဲ့တယ်။အဲဒီနောက်မှာတော့သူဟာအဲ့ဒီနန်းဆောင်ကိုနောက်တစ်ခါပြန်သွားခဲ့တယ်။ဒီတစ်ခါမှာတော့နန်းဆောင်ထဲမှာအေးချမ်းနေပြီးစောကခြောက်ခြားစရာအတန်တွေလုံးဝမရှိတော့ပါဘူး။နေရန်ကပကြီးတဲကမိဖုရားရဲ့မျက်နှာဟာလည်းအရင်လိုသွေးတွေစီးမကြတော့ပဲငိမ့်ချမ်းစွာပြုံးနေတာကိုတွေးလိုက်ရပါတော့တယ်။